မင်္ဂလာပါ DJ ကွန်ပျူတာဆေးစာပေကနေရောပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ share လုပ်ပေးချက်တဲ့အကြောင်းအရာလေးကတော့ဟုတ်ပါတယ် Windows XP လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Windows XP ဆိုတာ local နဲ့နှစ်ပေါင်း20ကျော်ကနေပြီးထွက်ခဲ့တဲ့ OS လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာမေးစရာလေးတစ်ခုရှိပါတယ်Windows XP ကိုအခုချိန်မှာအသုံးပြုဖို့ရောလိုအပ်သေးရလားဆိုပြီးတော့မေးချင်ပါတယ်ဟုတ်ပါတယ်လက်ရှိအချိန်မှာ Windows XP ကိုဒါကွန်ပျူတာအသုံးပြုတဲ့ user ရဲ့သိကြတဲ့90%တော့ဘယ်သူမှမသုံးပြုတော့ပါဘူးသိကြပါတယ်ဒါပေမဲ့တချို့ sector တွေမှာကျတော့ Windows XP ကိုအသုံးပြုဖို့လိုအပ်နေတော့ပါပဲကျွန်တော်စီကို customer တယောက်ကနေပြီးတော့သူ့ဆက်လေးကို Windows XP တင်ပေးပါဆိုပြီးတော့ကွန်ပျူတာတစ်လုံးလက်အပ်တယ်သူ့ကိုမေးခွန်းတစ်ခုမေးလိုက်တယ်အခု Windows XP ကိုဘာအတွက်ကြောင့်သုံးချင်တာလဲလို့ဒီမှာ Windows XP နဲ့မှအဆင်ပြေမှာလား Windows 7တို့နဲ့ရောအဆင်မပြေဘူးလားလို့ကျွန်တော်ကသူ့ကိုပြန်မေးလိုက်ပါတယ်မေးတဲ့အချိန်မှာသူကတော့ပြောတယ်အဆင်မပြေပါဘူးကိုလေကိုတို့ကဘာအတွက်သုံးပါလဲလို့ကျွန်တော်မေးကြည့်တဲ့ခါကျတော့ကျွန်တော်တို့တွေကဒီစိတ်ယုံလေးမှာရှိတဲ့ automation set တွေကို run နိုင်အောင်ဆိုပြီးတော့ program ပြန်ရေးပေးရတဲ့ company ကပါလေအဲ့ဒီ set လေးကို program ပြန်ရေးဖို့အတွက် Windows 7နေနဲ့လည်းကျွန်တော်သုံးကြည့်ပြီးပါပြီလေအဆင်မပြေပါဘူးလေ Windows XP ကိုသုံးပြီးတော့ဒီ program ပြန်ရေးမှပဲကျွန်တော်တို့ဆက်ပြေမှာမို့လို့ပါလေအရှိမှလည်းကျွန်တော်တလုံးလာအပ်သွားသေးတယ်ဒါပေမဲ့ကျွန်တော်ဒီ video မရိုက်ထားမိဘူးပေါ့နော်ခုတစ်ခါတော့ကျွန်တော်ဒီခုခေတ်လူငယ်တွေအနေနဲ့ကလည်းပဲ Windows XP နဲ့ကမရင်းနှီးတော့ဘူးဆိုတော့ကျွန်တော်အနေနဲ့ဒီမြင်ဖို့တဲ့ရှေ့အောင်ဆိုပြီးတော့ video လေးရိုက်ထားလိုက်ပါတယ်အဲ့ဒါလေးကိုကျွန်တော် share လုပ်ပေးသွားမှာဖြစ်ပါတယ် Windows XP ကိုကျွန်တော်တို့ computer တွေမှာဒီ pro install လုပ်ရလဲဆိုတာလေးကိုကျွန်တော် share လုပ်ပေးချင်တာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့ pro install လုပ်ရလဲဆိုတာကြည့်လိုက်အောင် power software ကျွန်တော်တို့ delete key ကိုစက်တက်နေထားရပါမယ်ကျွန်တော် BIOS စက်တက်တဲ့ဝယ်ဖို့အတွက်ပါကျွန်တော်တို့ဒီ BIOS စက်တက်တဲ့ရောက်ပြီဆိုရင် boot ထဲသွားပါ boot device priority မှာကျွန်တော်တို့ Facebook မှာ USB drive ကိုထားရတယ်ကျွန်တော်တို့ဒီ Windows ကဒီ USB drive ထဲမှာရှိနေတော့ပါပြီးတော့ကျွန်တော်တို့ F10 ကိုနှိပ်မယ် okay ဆိုရင်ဒါပေါ်လာပြီဆိုရင်ကျွန်တော်တို့ internet ပါပြီးတော့ဒီမှာ agree လုပ်မှာဖြစ်တဲ့အတွက်မို့ F8 ကိုနှိပ်ရပါမယ်ကျွန်တော်တို့ဒီမှာ partition ကဒီငကိုမူလနှစ်ပိုက်ပိုက်ထားပါတယ်အဲဒီပိုက်ထားတဲ့ဟာတွေနှစ်ခုလုံးကိုကျွန်တော် delete လုပ်မှာဖြစ်တဲ့အတွက်မလို့ D ကိုနှိပ်ရပါမယ်ခင်ဗျဒီနှိပ်ပြီးတော့ enter ကိုနှိပ်ပါ continue လုပ်မှာမို့လို့ပြီးရ delete လုပ်မယ်ဆို A ကိုနှိပ်ရမယ်ပြီးရနောက် partition ကိုလည်းပဲကျွန်တော် delete ထပ်လုပ်မယ်ဆိုတော့ D ကိုထပ်နှိပ်မယ်ပြီးတော့ကျွန်တော် A ကိုနှိပ်မယ်အဲဒါဆို partition တစ်ပိုင်းပဲကြာတော့တယ်အဲ့ဒါဆိုရင်ကျွန်တော် partition ထပ်ခွဲပါမယ်ခွဲမယ်ဆိုရင်တော့ create ဆိုတော့ C ကိုနှိပ်ရမယ်ပြီးရင်ကျွန်တော်တို့လိုရှယ်တဲ့ပမာဏလောက်ကိုကျွန်တော်တို့သတ်မှတ်လိုက်ပါကျွန်တော်အနေနဲ့ကကျတော့1000K ရှိတဲ့ hard disk ဆိုတော့360လောက်ထားလိုက်ပါတယ်နောက် partition တစ်ခုကိုလည်းပဲကျွန်တော်တို့delete လုပ်ပြီးတော့ format ချပေးဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့ဒီ Windows တက်လာတဲ့အချိန်မှာပုံမှာမဟုတ်ပါဘူးကျွန်တော်တို့ဒီမှာ partition နှစ်ပိုင်းထွက်လာပြီကျွန်တော်က Windows ကို C partition မှာတင်မှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော် C partition ကိုရေးပြီးတော့ဒီ enter နှိပ်လိုက်တယ်ပြီးရင်ကျွန်တော်တို့ quick နဲ့ format ချမှာဖြစ်တဲ့အတွက်မလို့အပေါ်ခုရေးပြီးတော့ enter နှိပ်ပါတယ်အဲဆို Windows စပြီးတော့ format လုပ်နေပါပြီခဏကြာပါမယ်ဗျာဒီ Windows ဒါသူ့ရဲ့ step by step လုပ်သွားပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒါ Windows ပြန်တက်လာမှာဖြစ်တယ်ပေါ့နော်Windows install လုပ်တာသူ့ဘာသူဆက်လုပ်လိမ့်မယ်ပြီးတော့ဒီမှာ next လို့ရေးမယ်ပြီးတော့ဒီမှာ user name လေးကိုထည့်ပေးမယ်ပြီးတော့ဒီမှာ license key ထည့်ပေးရမှာပေါ့နော် 7VT6 T2738 WRKGB 1KRF2 8VK98 ဒါ Windows XP ရဲ့ဒါ license key ပေါ့နော်ပြန် next ပြီးတော့ဒီမှာ password မပေးတော့ပါဘူးပြီးတော့ဒီမှာတိုင်းစုပ်လေးရွေးပေးရပါမယ်ပြီးဒါဆို Windows တက်လာပါလိမ့်မယ်ကျွန်တော် Windows တက်လာပြီဆိုရင်ဒါကျွန်တော် next လို့ပြီးရေးပေးပါ next ပေးပါ yeah now right now ပြီးဒီမှာ user name လေးထည့်ပေးရပါမယ်
ဒီမှာ user ကဘယ်နှကောက်ဖွဲ့ချင်လဲဆိုတာတစ်ခါလည်းဖွဲ့လို့ရပါတယ် next ပြီးရင် thank you ဆိုရင်ဒါ next ဒါဆိုရင် Windows တင်တာပြီးပါပြီ Windows XP ရဲ့အဓိကပြဿနာက hardware driver တွေနဲ့သူ့မှာ run မဲ့ software တွေရဲ့ပြဿနာပါတော့ခဲ့တဲ့20ကျော်ထည့်ထားတဲ့ OS ဖြစ်တဲ့အတွက်မလို့ software တွေပြတ်ရှားလာအရက်ခက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်